မင်္ဂလာပါ MBC မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ရှေ့တစ်ခေါက်က PNG ကို Cease Final မှာဖြစ်သွားတဲ့လူတချို့မသိခဲ့တဲ့ error လေးရဲ့နောက်ပြင်ဆင်တဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်နောက် error ကတော့ကျွန်တော်တို့ဒီပွဲမှာပေါ့နော်ဒီ game နဲ့ပတ်သက်တဲ့ဒါမှမဟုတ်ဖုန်းနဲ့ပတ်သက်တဲ့ error လေးအကြောင်းပြောရမှာပေါ့နော်အဲ့မှာဆိုလို့ရှိရင်အခုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Day 2ဝင်လို့မဲ့ပထမဆုံးပွဲပေါ့နော်ပထမဆုံးပွဲမှာဆိုလို့ရှိရင်မာနက်ကအာဂျူကတယောက်နဲ့ကျွန်တော်ဘိုင်ဝမ်ဒါအိမ်စုံပြင်းကြီးမှာသူလုံးဝဘိုင်ဝမ်ပြစ်တယ်ပြစ်ပြီးသူနိုင်သွားတယ်ဘာလို့စုံပြင်းကြီးမှာပြစ်လဲဆိုတော့အဲ့အချိန်မှာရိုမီယိုနဲ့စီကလောက်ကကြာနေတော့စမိုင်းကိုသွားခိုင်းပြီးတော့သူကအဲ့အချိန်မှာ recall ခေါ်ဖို့လုပ်တာ recall နေရာမှာဖြစ်တာပေါ့နော် recall နေရာမှာဖြစ်ပြီးတော့အဲ့မှာ recall နေရာမှာသူလဲနေတွေ့လားလဲနေရဘာလို့ဆိုတော့ recall button မပေါ်ဘူးအဲ့အချိန်မှာတချို့ကထင်တာ recall ကအဲ့မြရက်သွားရင်မရှိဘူးမဟုတ်ရှိသေးတယ်အဲ့အစိမ်းရှိသေးတယ်မြေပုံလုံးကျဲနေရခေါ်လို့ရတယ်ဇုံ4ကအဲ့အချိန်မှာသူဘလို့မှခေါ်လို့မရဘူးလုံးဝ recall ခလုတ်ကိုမပေါ်တာမပေါ်တဲ့ခါကျတော့သူတို့အဲ့ပွဲမှာလည်း2ယောက်နဲ့ရှုံးသွားတယ်နောက် day 3 Miramar မှာဆိုလို့ရှိရင်အာဂျူနဲ့ BD ကဂုံးပေါ်မှာပဲတဲ့ဆိုင်တယ်နောက် YG ကအလွတ်ကြီးဒီပွဲမှာ YG က chicken သေးကြတာတော့ရှိတယ်ဒါပေမဲ့အားလုံးကမြင်တာ C clock ကအဲ့မှာကျွံသွားတယ်လို့ပဲမြင်တာလူကျွံဘောတကယ်တော့မဟုတ်ဘူး C clock ကအဲ့အချိန်မှာမဖြစ်သွားဆိုမှတယောက်တည်းကျွံနေတာပေါ့နော် C clock ကဖြစ်သွားတယ်ဆိုအဲ့အချိန်မှာသူ့ဖုန်းကဂိမ်းကလုံးဝအပြင်ကြီးထွက်သွားတာအပြင်ကြီးထွက်ပြီးတော့ကျွန်တော်အဲ့မှာမက်တက်ကြီးရက်နေသူကဇုံပြင်ကနေပတ်ရိုက်မလို့ဟာမှာဇုံပြင်မှာမရက်ရပဲနဲ့မက်တက်ကြီးရက်နေမှာအကြာရွက်တွေ့လားအကြာရွက်အဲ့မှာမက်တက်ကြီးကိုရက်ပြီးအဲ့လိုဖြစ်နေတာပေါ့နော်လုံးဝအသေးခံသူလိုကြီးဖြစ်သွားတာပေါ့နော်ဆိုတော့သူကြာသွားတယ်တော့ဝါရဲ့အချိန်ထိကိုအဲ့မှာသူ့ကောင်ရွက်လဲမြေအဲ့လိုမက်တက်ကြီးကိုရက်နေဆိုတော့အဲ့လိုမျိုးတွေပေါ့နော်ဒါဖြစ်တဲ့ error လေးပေါ့နော်ဒါပွဲမှာမဖြစ်တဲ့ဖြစ်သွားတဲ့ error လေးနဲ့ကျွန်တော်ဒီပွဲဆိုလဲ chicken လွတ်သွားတယ်ပေါ့နော်အဲ့လေးပြောချင်တာပါဒီနောက်တစ်ခုကတော့ကျွန်တော် device ပေါ့နော်ဒီသုံးမဲ့ဖုန်းတွေပေါ့ဖုန်းမျိုးစားကိုသူတို့အနားကပ်ပြီးပြောတာပေါ့နော်ပြောတော့ကျွန်တော်ကြိုလေ့ကျင့်ချိန်မရဘူးပေါ့နော်အဲ့ဒါလေးလည်းဖြစ်ခဲ့တယ်လို့တော့သိရတယ်ပေါ့နော်အဲ့တော့ဒီကြိုလေ့ကျင့်ချိန်မရဘူးဆိုတဲ့ခါကျတော့ဒါပေမဲ့ဒါကတော့ကျွန်တော်မှန်လားမမှန်လားတော့လည်းကျွန်တော်မသိဘူးပေါ့နော်ဒါအတွင်းလူတွေကသိမယ်ဒါပေမဲ့အင်ရှင်အသင်းဖြစ်တဲ့ယူတဲ့အသင်းတို့ဘာလို့ကတော့ဒါကြိုသိခဲ့ရလားနဲ့ချီပြီးတော့လေ့ကျင့်ခဲ့ရလို့ကြားရပေါ့နော်ကျွန်တော်ဂျန်တဲ့အသင်းတွေကတော့ကြိုပြီးမသိခဲ့ရဘူးမသိခဲ့တဲ့အတွက်ဒီမှာအခုလိုမျိုးပေါ့နော်ဗီဒီယိုမှာပြသလိုပဲသူတို့ဒါအဲ့ရောက်မှာသူတို့ပေးရဖုန်းတွေလေ့ကျင့်တဲ့အခါမှာလည်းကျွန်တော်ကဟိုထင်တာပေါ့နော်အဲ့တော့တချို့တွေထင်တဲ့ဟာလိုမျိုးတနေကုန်ဒီဖုန်းကြီးယူထားညာလဲကျင့်နေလဲကျင့်အဲ့လိုမဟုတ်တော့ဒီအသင်းနေနဲ့ကဒီချိန်လာခဲ့ပါဆိုပြီးကျင့်ဆိုမှအဲ့ဒီချိန်မှာသွားပြီးတော့အဲ့မှာသွားစုပြီးတော့ scrim လုပ်ရပါပေါ့နော်ဆိုတော့ဘာပြောအားနေချက်အားသာချက်တော့ရှိရဲဒါပေမဲ့ဒါကတော့ debate ပဲပေါ့နော်ဒါတော့ညင်းပွဲရရှိရဲသူများလည်း debate လုပ်ခဲ့ရပဲကွာမင်းတို့လည်း debate လုပ်ပေါ်ဆိုတော့ပြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်ဒါပေမဲ့ခုနလိုပေါ့အကယ်၍ခုနကျွန်တော်ပြောခဲ့သလိုမျိုးတချို့အင်ရှင်အသင်းတွေကကြိုကျင့်လို့ရရပါညာဆိုရင်တော့မကောင်းဘူးပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်တော့လည်းဒါခုနလိုပေါ့scale issue ပေါ့ကျွန်တော်ပြောမယ်ဆိုတော့ scale issue ကမတက်နိုင်ဘူးပေါ့နော်ဒါကတော့အဲ့ဒီတစ်ချက်ပေါ့နော်Play itu akan menggunakan peluang BMJ dapat dengan knockdown yang baru saja berlaku.
ဘူးနော်ဒီကောင်နေအေးစိနော် စပြီးတိုးလာနေခဲ့ပြီ YG ခုနကပြောလို့ပဲဝါမျိုးဝင်တဲ့စူးစမ်းမဲ့ position တခုကအလုံးဖြစ်မလားဆိုတော့တစ်ချက်တော့ကြည့်ရမယ့်ပုံစံမျိုးဖြစ်နေခဲ့တယ်မှာလုံးဝ44ဆိုတဲ့နေထားတစ်ခုနဲ့နှစ်သိန်းတိုင်းကတော့သွားပြီးရေးစား အဲ့ရောက်ကိုနည်းနည်းကတ်ထားပါလား မကြားတော့ကွာ နေလာရင်တော့နေလာရင်နော် အော်တော့ မသိအောင်နော် ရှေ့တိုးလာမလား Panda Blue Tap ပြရလို့ position တစ်ခုကိုဖန်တီးပါလေပြီးတော့ high ground တက်လာရနေနေနေရ စမိုးကြီးစမိုးကြီးရတယ်မလုံးဝတိုးပြီးတော့ထောင်းနေခဲ့တယ်မှာတယောက်လောက်သာတော့လိုက်တယောက်လောက်တော့တိုင်းစပြီးတော့ကောင်းမယ်လို့ပြောရင်းနေပဲမလုံးဝ cover ပုံပြီးတော့ပုံရှိုးကို လက်ရှိလာရောက်တယ် မရှိဘူးစောတော့ရှိတယ် Branky ဂျာပြီးတော့ control လုပ်ပြီးတော့ဟိုးနေခဲ့တယ်ဗျာ ညာဘက်ကမလား ညာဘက်ကမလား ဒီဘက်ချမ်းချမယ်လေတိုက်ညာဘက်ကမရဘူးနော် လော့မီခဲ့တဲ့ချက်ဖက်ကနေ ဒီဘက်ချမ်းချမလား YG player ညာဘက်တကောင်ကျသေးညာဘက်တကောင်ကျသေးညာဘက်ဆောက်ပါ တိုက်ဒီဘက်လာပါလား တော် ရှော့ကွေးတွေကတာပြီးထိခဲလာနေကြရတယ်လုံးပြီးလုံးပြန်ပြီးတော့ကျင်းနေခဲ့ဆိုတော့ ငါပဲရရငါပဲရရနော် ရတာဒီဘက်ရတယ် ဟာငါတော့ YG တော့လေ PMC ထပ်တော့ပါပြီ 3v2 ဘလားတာ မလို့အဘယ်မှာတက်မဲ့သားရေးငါ ဘယ်နဲ့ဘယ်နဲ့ ဖျား ကောင်းတယ်ကောင်းတီးတယ် အဘယ်ပေါ်ပြတ်သွားသမိုင်းဘယ်ပေါ်မှာတော့သမိုင်းဘယ်ပေါ်မှာ အဆုံးပြတ်ကြတော့ စောင်းစမိုင်း Let's one let's one ကောင်းပဲဒါနောက်ကျရင်ကောင်းတယ် နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ fan တွေအားပေးတဲ့အခါမှာပေါ့နော်ဒါကောင်းပါတယ်အားပေးရတော့ဒါကိုမျိုးချစ်စိမ့်နဲ့အားပေးကြရဆိုတော့လေအားပေးတဲ့အခါမှာတော့အတန်တအားကျဲတဲ့ခါကျတော့ခြေတံတွေမကြားရတဲ့ကိစ္စတွေရှိရပေါ့နော်ညီညီစင်းလေးအားပေးကြပါညီညီစင်းဆိုတော့ဥပမာဘယ်လိုဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်သူကဘယ်လိုဖြစ်လဲဆိုတော့ဘယ်လိုဖြစ်နေတဲ့အချိန်မှာအားပေးကြရပါတော့ကျွန်တော်ဘောလုံးကန်ဆိုပေါ့လက်ထဲဘောလုံးရောက်ပြီးခြေထဲဘောလုံးရောက်ပြီးဆိုတာနဲ့အေးဆိုអော်ကြအဲ့လိုပဲဖြစ်ပြီးဆိုတာနဲ့အော်အဲ့လိုမျိုးအားမပေးဘဲနဲ့ကိုဘယ်တဲ့နိုင်ပြီဆိုမှโอเค good သွားပြီဆိုမှအားပေးကြပါအဲ့လိုပြောရတယ်နော်မဆိုရင်အေးအားပေးတော့သူတို့ကခြေတံမကြားအောင်ပေါ့နော်ခြေတံတွေပျောက်သွားပြီပါရှိရင်ဒါကိုလည်းသူတို့ရဲ့တချို့ဗီဒီယိုလေးတစ်ခုထဲမှာဆိုရင်ကျွန်တော်ဒီမှာဗီဒီယိုပါတယ်ပေါ့နော်အဲ့မှာသူပြောခြေတံမကြားဘူးကွာဘာညာဖြစ်သွားတာလေးရှိရပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်တော့အဲ့လိုမျိုးလေးပေါ့နော်ရှိခဲ့ရပေါ့နော်ဒါပေမဲ့ဒါက fan တွေကိုကျွန်တော်တို့အပြစ်ပြောတာလည်းမဟုတ်ဘူးဘယ်သူမှအပြစ်မရှိဘူးကျွန်တော်မြင်တာတော့ပွဲစီစဉ်တဲ့လူတွေမှာပဲလိုအပ်ချက်ရှိရပါဆိုတော့ဒီ fan နဲ့ player တွေကြားမှာတအားနီးကပ်လွန်အားကြီးရပေါ့နော်နီးကပ်လွန်အားကြီးရဲ့အပြင်ပို့ဆိုတော့ကျွန်တော် YG က station ရဲ့အောက်ဆုံးပေါ့အရှိဆုံးပေါ့အရှိဆုံးအောက်ဆုံးဆိုတော့ fan တွေနဲ့တအားနီးရလို့ကိုဗမာ fan အရှိပဲဆိုတော့အားပေးကြရပေါ့နော်ဗမာမှမဟုတ်ဘူးထုံးစံတိုင်းဗမာကြီးကြာသွားလဲဟို AU ကအားပေးယူရီးယားအသိနဲ့အားပေးအဲ့လိုပဲယူရီးယားအသိနဲ့ကြာသွားလဲဗမာရဲ့ဗလိုင်းထားအားပေးရပြောချင်တာတစ်ခါကျရင်ဥမာ AE ကြာသွားတဲ့အချိန်မှာကိုဗမာအသိကကြံတယ်ရေးဆိုထားအားပေးကိုဘာမှမကြာတော့တဲ့အချိန်အဲ့လိုမျိုးလေးပေါ့နော်ဒါတော့မှသူတို့ဒီ noise cancelling headphone တွေပါပဲပေါ့နော်ဒီကိုပြောတဲ့အတန်ပဲကိုကြောင်းဒီ noise reduction အတက်နိုင်ဆုံးတော့လုပ်ထားရတယ်ဒါပေမဲ့ပွဲစီစဉ်ထဲမှာခုနလိုပေါ့နော်ဒီပရိသတ်အင်အားများရဲ့အလုံးပိတ်ဟောကြီးထဲမှာဆိုတဲ့အခါကျတော့ဘောင်းနဲ့ရိုက်တဲ့အခါမှာသူပြင်ခြေတယ်မကြားရတာမျိုးခါကြလို့ရှိရင်တချို့ကကြတော့ပြောကြတာပေါ့နော်တချို့ပြောဆိုတချို့ပွဲတွေမှာရှိဥမာ counter strike လို့ပေါ့ဆိုတော့အဲ့လိုမျိုးရှိတယ်လေသူကဒီဟိုဟာပေါ့ဟိုကျွန်တော်တို့အားပေးရဲ့လူတွေပေါ့နော်အားပေးရဲ့လူတွေနဲ့ချိလုပ်တယ်ဆိုပြီးတော့ချိလုပ်တယ်ဆိုတော့ဗျာကျွန်တော်တို့ဒီမှာ live ကြည့်ရဆိုရင် live ကကျွန်တော်တို့ second ပိုင်းနောက်ကြတယ်ဟိုမှာကျတော့ direct ကြည့်ရဖြစ်တဲ့အခါကျတော့တခါလေကြာရင်ဥမာ counter strike မှာဆိုလည်းဖြစ်တတ်တယ်သူကအမှကျွန်တော် grenade ထုလိုက်တယ် grenade ထုလိုက်တဲ့ဟာဒီဟာရှက်ထိသွားရပါညာဆိုရင်တစ်ဖက်လူကပြစ်တဲ့လူကထိလားမထိလားမသိဘူးဒါပေမဲ့ပရိသတ်တွေကပြစ်လိုက်တဲ့အချိန်မှာလေဆိုထားတာ okay ထိတယ်အဲဆိုဒီကောင်ဒီနားမှာရှိရပါညာအဲ့လိုမျိုးပေါ့နော်အနေငယ်ပရိသတ်ရဲ့ reaction ပေါ်မူတည်ပြီးတော့ချိလုပ်တယ်လို့လည်းအဲ့လိုမျိုးလည်းဟိုပြောကြရပေါ့နော်ပြောတော့ဒီလိုဟာလေးရှိခဲ့ပေါ့ဒါကခုနကကျွန်တော်ပြောလို့အားပေးပရိသတ်လည်းအပြည့်မရှိဘူးဒါပေမဲ့ပွဲစီစဉ်လူတွေမှာဒါလေးနည်းနည်းလိုတယ်ဒီ stage နဲ့ပွဲစီစဉ်တဲ့တအားကြီးနီးလုံးအားကြီးရပေါ့နော်ဒါမျိုးလေးလည်းပြဿနာလေးရှိခဲ့ရပါတော့ကဲပြီးသွားရင်တော့ဒါကိုအသင်းကိုဝေဖန်ရတာပေါ့နော်ဝေဖန်လေကန်ရေးလောက်ရတာပေါ့ကိုအသင်းကိုဒါဝေဖန်တာမဟုတ်ပါဘူးကျွန်တော်လိုအပ်တာလေးကျွန်တော်လည်းကြည့်ရင်းနဲ့တွေ့ရလေးပြောတာပေါ့နော်ကျွန်တော်မှားလည်းရှိမယ်ဒီအချိန်မှာ player ရဲ့ decision တွေဒါ team leader ပေါ့နော် in game leader ရဲ့ decision တွေလည်းရှိမယ်သူတို့ pressure ပြီးရတယ်သူတို့အကောင်းဆုံးတော့ဆော့ခဲ့ကြရတယ်ဒါကျွန်တော်တို့ကအပြင်ကကြည့်ရဆိုတော့အပြင်လူရဲ့အမြင်ပေါ့နော်အမြင်ကဘာမြင်လဲဆိုတော့ YG အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ခုနလိုပထမနေ့မှာခုနလိုအခက်အခဲလေးရှိရယ်သူတို့ထိန်းဆော့သွားတယ်ဒုတိယနေ့မှာမစိုးဘူးဒုတိယနေ့ဆိုကျွန်တော် chicken နှစ်ပွဲစားရပေါ့နော်ဒုတိယနေ့ကွက်တယ်ဒီတိုင်းဆက်သွားရင်တတိယနေ့ကျွန်တော်ဒီ AC top 5ဝင်တယ်ပေါ့နော် AC ဝင်တယ်တွက်ထားဒါ
ဒါပေမဲ့တတိယနေ့မှာချီကန်လည်းမရရပြင် key point တွေလည်းမရခဲ့ဘူးပေါ့နော် key point လည်းမရခဲ့ဘူးtop 4လို့တော့ဝင်တယ် top 4ဝင်ပေမဲ့ခုနကတော့ key point မရဘဲနဲ့ top 4ဝင်တဲ့အခါကျအမှတ်ကအထင်သလောက်မရဘူးပေါ့နော်ဥပမာကျွန်တော်တို့အခု flash gaming တို့ဘာလို့ဆိုလဲလုံးဝကျွန်တော်တို့ day 2နဲ့ဒီ day 3မှာလုံးဝယူသွားအမှတ်80ကျော်ဝုန်းဆိုရှာသွားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးအဲ့မှာဘာလို့သွားတွေ့တယ်ဆိုတော့ကျွန်တော်အခုပုံလေးပြအောင်အဲ့မှာလို့ပေါ့ကျွန်တော်အဲ့နေရာသွားတွေ့တာကျတော့ဘာသွားတွေ့လဲဆိုတော့ 1G နည်းနည်းလေး play style ကတအားကွဲတယ်ပေါ့နော်လုံးဝ safe ဆော့တယ်လို့ဖြစ်နေတော့ကွာအမှတ်များနေတာမဟုတ်ဒီချိန်မှာကွာအမှတ်ရှာမှာပေါ့နော်အမှတ်ရှာရင်ခေါင်းကြီးတိုးတာတော့မဟုတ်ဘူးဒါပေမဲ့ဟိုဒီမှာပုံမှန်ပြတယ်လို့ပဲသူကဒီအမှတ်ရှာဖို့အတွက်ကိုတအားဝေးနေတအားဝေးနေပေါ့နော်လုံးဝ blue zone နဲ့ရောက်နောက်တစ်ခုက 1G ရဲ့ငကိုဆော့နေကြအတိုင်းသူကဘယ်လိုလဲဆိုတော့အရှိမ2ယောက်ဒါမှမဟုတ်1ယောက်ဒီ scout သွားမယ်နောက်ကလူရပြန်ထောက်မယ်သူ ice style နဲ့သွားတာပေါ့နော်ကျွန်တော်မြင်တာတော့ circle ကိုပတ်မယ်ပြီးသွားရင်ရှေ့က scout ထောက်မယ်နောက်က ice scout ကိုပြန်ထောက်ပေးမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒီ design နဲ့သွားတာအဲ့ဒီ design နဲ့သွားတာအရင်ကအလုပ်ဖြစ်ပေမဲ့ဒီ team အနေနဲ့မှာနည်းနည်းလေးတိတ်အလုပ်မဖြစ်ခဲ့ဘူးပေါ့နော်ဒါက 1G style ကိုတည်နေရလဲပါတယ်နောက်တစ်ခုကဒီ team တွေကိုလည်းပါချီပါချက်အတင်းနေမဟုတ်ဘူးအကုန်လုံးကရှာရည်ပဲပေါ့နော်ရှာရည်ပါပဲဆိုတဲ့ခါကျတော့အဲ့တော့အခုလိုမျိုး zone B ကပတ်ဝင် save တော့ဖြစ်တယ်ဒါပေမဲ့ 1G ကအမှတ်မရအောင်အဲ့လိုဖြစ်တယ်ကျွန်တော်တွေ့ကြည့်ပွဲမှာကြည့်ရတဲ့ခါကျတော့ခုနက top 4ဝင်တယ် top 4ဝင်မဲ့ K ဒီ4កောင်လောက်ပဲရတာမျိုးဆိုတော့4မှတ်လောက်နဲ့ပေါင်း8မှတ်လောက်ပဲရတယ်10မှတ်မပြည့်ဘူးပေါ့နော်အဲ့လိုမျိုးလေးတွေနောက်တစ်ခါကျဇုံပြင်မှာဆိုဘာမှမလုပ်ရဘဲနဲ့ကိုကဇုံကိုပြေးလိုက်ရပြီးတော့မှောက်သွားတာမျိုးတွေအဲ့လိုအစုံပေါ့နော်ဖြစ်တဲ့ခါကျ 1G အနေနဲ့ကျွန်တော်တို့သုံးသက်တာကတော့aggressive လုပ်ဖို့နည်းနည်းလေးလိုမယ်ဘာလို့ဆိုကိုယ့်လက်ကြီးကအသာကြီးဗျာကျွန်တော်ပွဲမှာကြည့်ရင်သိတယ်နော် brother တို့ကြည့်ရလူတွေဆိုတော့တွေ့မှာပဲဘာပြောရှင်ပြစ်လို့ရတဲ့အဆင့်မှာရှိတယ်ဆိုတော့ aggressive လုပ်ဖို့နည်းနည်းလေးလိုမယ်လက်ကတော့မကြဘူးဒါလက်ကြသွားတာမဟုတ်ဘူးလက်ကတိုင်းဆက်ထိန်းထားရရင်ဒီက aggressive နည်းနည်းလေးလုပ်ဖို့လိုမယ်ပြီးသွားရင် key point လေးယူပေါ့နော်အဲ့လို play style လေးနည်းနည်းလေးပြောင်းလိုက်ရင်ကိုယ့်ကို confidence ရှိလေးနဲ့ပြေးတိုးလိုက်ရင်မစိုးဘူးပေါ့နော်ဒါလေးမြင်တာပေါ့နော်အဲ့ဒါလေးတစ်ခုထောက်ပြတာပါနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီ PMGO တော့မဝင်ဘူးပေါ့နော် PMGO တော့မပါပါဘူးဒါပေမဲ့ဒီ PMGO ဆိုတော့တကယ်ဆရာကြီးပေါ့နော်ခုချမှာဆိုတော့ပါသွားတော့တကယ်ကြည့်ကောင်းမယ်ပါတကယ်အသင်းတွေကတကယ် share တွေပဲတကယ်ကြည့်ကောင်းမယ်ပွဲတွေကြီးပဲပေါ့နော်တကယ်ဒါပေမဲ့ထားပါတော့လုံးဝမပါပေမဲ့ကျွန်တော်တို့အခုဒီ EWC ပေါ့နော်ထပ်လာမယ် EWC မှာတော့ 1G ရဲ့ defending champion အနေနဲ့တော့အသင်းကပါပြီးသားဆိုတော့ဒီအတွက်ကိုကျွန်တော်တို့က prepare လုပ်ချိန်ပို့ရသွားတာပေါ့နော်ပွဲမပြီးဘူးပေါ့နော်ပွဲမပြီးပဲနဲ့ prepare လုပ်ချိန်ပို့ရသွားတယ်ဆိုတော့နောက်ပြီးတော့ဒီ prepare လုပ်ရဲဆိုတော့အစုံပေါ့ခုနလိုဒီလေ့ကျင့်မလားကိုကစားပုံစံလေးပြောင်းမလားအဲ့လိုမျိုးပေါ့နော်ဆိုပြီးတော့တို့အချိန်ပိုရတဲ့ဒီတက်ပိုကောင်းတဲ့ကျွန်တော်တို့ position တွေ form တွေ play style တွေနဲ့လာမယ်လို့တော့ကျွန်တော်ယုံကြည်ရယ်နောက်တစ်ခုကပရိသတ်တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အခုလိုမျိုးပေါ့နော်တချို့ကြောင့်ရှိရတွေ့တာလုံးဝချက်တိုးပါကွာကန်ကောင်းလို့ပါညာနဲ့ blame လုပ်မဲ့အစားပေါ့နော်ကျွန်တော်ခုနကလိုပဲကြည့်ရင်လည်းဗာလေးအမြင် point လေးထောက်ပြရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ကျွန်တော်လည်းပြောလို့မရဘူးလေကျွန်တော်ဒီ channel မှာလည်းသူတို့ကြုံလို့ကြည့်ရင်လည်းကြည့်မယ်ဒါမှမဟုတ်သူတို့မကြည့်တယ်သူဘေးကလူကြည့်ရင်လည်းရောက်ရင်ငါအဲ့မှာတွေ့ခဲ့ဘယ်သူကတော့ဘယ်လိုလေးပြောတယ်ဒါလေးပြင်လိုက်ရင်တော့ငါတို့မစိုးဘူးကွာဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့ကိုပြောတဲ့စကားတစ်ခွန်းတည်းသူတို့စီမရောက်ဘူးလို့မပြောနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီဟို blainer လွယ်တယ်ဗျာ blainer ကတော့ရှင်းလေးနော်ကျွန်တော်တို့ဟိုပုံမြင်တစ်ပုတ်လို့ပေါ့မြင်းကြီးစီတားဖား2ယောက်စီသွားမြင်းစီတော့တားစီရောလဲစီလို့ဖေရစီရောလဲစီလို့ဘူးမှမစီရောလဲမစီလို့ဆိုအဲ့လိုမျိုးပေါ့နော် blame လုပ်တယ်ဆိုတာလွယ်တယ်ဒါပေမဲ့ blame နဲ့ဆိုတာခုနကလိုဘယ်လို blame လဲ blame ရင်တော့မှ point လေးနဲ့ချက်လက်ချက်ထောက်ပြပြီး blame တော့ပိုကောင်းတာပေါ့ဗျာเนาะအဲ့ဒါလေးကိုပြောရင်းနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်